ညမောင်မောင်တောနဲ့ထဲမှာတင်တယောက်တည်း lunch lock နေတယ်လို့စိတ်ကူးကြည့်လိုက်ပါရုတ်တရက်တစ်ပင်တွေကြားထဲကနေလူတစ်ယောက်ထွက်လာတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတောကောင်တစ်ကောင်လိုမီးဝင်းဝင်းတောက်နေပြီးစက္ကန့်ပိုင်းအတွင်းမှာပဲတင်ရှိကလူဟာအေယာမကြားကြီးတစ်ကောင်ကိုပြောင်းလဲသွားပြီဆိုရင်တင်ဘာလို့မလဲဒါဟာရုပ်ရှင်တွေကဇလန်းမဟုတ်ပါဘူးရှမ်းပြည်မြောက်ပိုင်းရဲ့တောင်တန်းတွေနဲ့တောနဲ့ဒေသတွေမှာဒီနေ့အထိလူပြောမြနေစေဖြစ်တဲ့သွေးပြက်စရာကောင်းတဲ့ကြားလူသားတွေရဲ့တကယ့်ဖြစ်ရမှန်စုံစမ်းထောက်လှမ်းချက်ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ next step မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုထူးပါဒီနေ့မှာတော့ကျွန်တော်တို့ရင်ခုန်ထိလန့်စရာကောင်းတဲ့မြန်မာပြည်တောနဲ့ထေကကြားလူသားတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကိုအားပေးတဲ့အနေနဲ့ like and subscribe လုပ်ခဲ့ပေးပါဦးရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဝေးလံခေါင်တီလာတဲ့တောင်တန်းတွေပေါ်မှာတိမ်မြုပ်နေတဲ့ရှိုးချက်တစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ကြားလူသားတုံးဟောင်းဒေတာခေါ်ပလောင်ကြားတွေအကြောင်းပဲဖြစ်ပါတယ်ဒါဟာတဏ္ဍာရီတက်လူအများကထင်ကြပြီမယ်တောဆက်ကရွာသူရွာသားတွေအတွက်တော့ဒါဟာတကယ်ကိုအသက်အန္တရာယ်ပေးနိုင်တဲ့အမှန်တရားတစ်ခုဖြစ်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရှမ်းပြည်တောင်တန်းတွေပေါ်မှာထူးဆန်းတဲ့လူသက်မှုတွေခဏဖြစ်ပွားခဲ့ပူပါတယ်ထူးခြားတာကအသက်ခံရတဲ့သူတွေရဲ့ခန္ဓာကိုယ်မှာလူတစ်ယောက်ကဓာတ်နဲ့မွန်းထားသလိုမျိုးမဟုတ်ပဲဒီဆန်တစ်ကောင်ရဲ့လက်သေးရတယ်ကြိုက်ခဲထားတဲ့လက်ရည်တွေတည်ဆုံနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ပညာရှင်တွေစတဲ့အခါမှာအဲ့ဒီတရားတွေဟာတာမန်တော်ကြားတစ်ကောင်ရဲ့လောက်ရနဲ့မတူပဲလူတစ်ယောက်ရဲ့တွေ့ခေါ်မျောမြင်မှုပါဝင်နေတဲ့တိုက်ခိုက်မှုမျိုးဖြစ်နေတာကိုတွေ့ရပါတယ်ဒေတာခန့်မှုစိုးကြီးရဲ့ပြောပြချက်တွေဟာကြားလူသားဆိုတာအောက်လမ်းပညာတွေကိုလိုက်စားထားတဲ့သူတွေဖြစ်တယ်လို့တခါလေးမှာတော့မျိုးရိုးလိုက်တဲ့ချိန်စာတစ်ခုလိုဖြစ်နေတယ်ပါတယ်နေဘက်မှာတော့တာမန်လူတစ်ယောက်လိုပဲရွာထဲမှာယော်နှောနေထိုင်ပြီးညဘက်လားပညာတွေရောက်ရင်ဒါမှမဟုတ်သွေးစာလာတဲ့အချိန်မျိုးမှာတောနိုင်ထဲကိုဝင်သွားပြီးကြားအဖြစ်အဆွေပြောင်းလဲတကြတာပါစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရတစ်ခုကတော့1990ဝန်းကျင်ကချမ်းပြည်နယ်တောင်ရွာနေတစ်ခုမှာဖြစ်ပွားခဲ့တာ It is probably just the wind. Keep moving. ညတိုင်းနွားတွေဝက်တွေပျောက်ဆုံးနေတယ်လို့ရွာသားအချို့လည်းတောတွေမှာပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့တယ်။တင်ရမှာတော့ရွာသားတွေစုပေါင်းပြီးကင်းဆောင်နေတောဆက်တံထွက်လာတဲ့အေးယာမှာကြားကြီးတစ်ပေါင်းဝိုင်းဝန်းပြထပ်ခဲ့ကြပါတယ်။ကြားကြီးဟာဒဏ်ရာပြင်းထန်ရသွားပြီးတောတွေကိုထွက်ပြေးသွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့အန်တော်ဆရာခေါ်တာကရွာတွေကလူအေးကြီးလိုနာမည်ကြီးတဲ့လူတစ်ယောက်ဟာသူ့ရဲ့အိမ်ထဲမှာတင်းတဲ့တရားတွေနဲ့လဲကျနေတာကိုတွေ့လိုက်ရတာပါပဲ။အဲ့ဒီတရားတွေဟာညကရွာသားတွေကြားကြီးကိုပြစ်လိုက်တဲ့နေရာတွေနဲ့တစ်ထက်တည်းဖြစ်နေတာကိုတွေ့ရတဲ့အခါမှာတော့ဒီရွာလုံးသွေးပြတ်သွားနေကြပါတယ်။ဒါဟာကြားလူသားတွေတကယ်ရှိကြောင်းတက်တည်ပြလိုက်တဲ့အထင်ရှားဆုံးဖြစ်ရတဲ့ကောပါပဲ။ဒီလိုကြားလူသားတွေဟာတာမန်ကြားတွေထဲပိုပြီးညံကောင်းကြပါတယ်။သူတို့ဟာလူတွေရဲ့အလေးအချင်းကိုတည်တယ်ဘဲချင်းမှလူတွေအိတ်လဲဘဲချင်းမှအားနေလဲဆိုတာကိုချောင်းမြောင်းတက်ကြပါတယ်အချို့ကတော့ဒါကိုဂမ်ဘီရာဆန်တဲ့ပညာလို့ပြောကြပါမယ်အချို့ကတော့ဒါဟာတောနဲ့ထဲမှာလူမသိသေးတဲ့မျိုးဗီဇပြောင်းလဲနေတဲ့တတဝါစမ်းတစ်မျိုးဖြစ်နေတယ်လို့ယူဆကြပါတယ်တင်းရောဘလို့ထင်ပါသလဲမြန်မာပြည်ရဲ့လူသူမနီးတဲ့တောနဲ့ကြီးတွေထဲမှာကျွန်တော်တို့မသိသေးတဲ့သိပ္ပံပညာနဲ့ရှင်းပြလို့မရတဲ့ဒီလိုတတဝါကြီးတွေတကယ်ပဲရှိနေအောင်လားရှမ်းတောင်တိုင်းတွေရဲ့တိမ်မြုပ်နေတဲ့တောင်ခိုးတွေကြားမှာကြားလူသားတွေရဲ့ဟိန်းတန်ကိုကြားရရုံနဲ့တင်းရဲ့ကြောရိုးတဲ့အထိစိမ့်သက်သွားစေမှာအမှန်ပါပဲအခုတင်ဆက်ပေးခဲ့တဲ့မြန်မာပြည်တောနဲ့ထဲကကြားလူသားတွေအကြောင်းကတော့တင်ပြီးဆုံးပါပြီနောက်ထပ်လည်းဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့အတိတ်ကာလဖြစ်ရစမ်းကြယ်မှုတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်